ကဲဒီနေ့ကတော့မြင်းခွာရဲ့တုတ်လေးကို special တုတ်စားပြပါမယ်ရှင်ဒီနေ့အမေမြင်းခွာရဲ့တုတ်ကို share တုတ်ကျွေးရပေါ့နော်အဲ့တော့မြင်းခွာရက်တွေပါမယ်ကျက်သွန်တွေပါမယ်ခင်းညင်တွေပါမယ်ပြီးရင်စီချက်ပါညာတလကပေါ့ကွယ်ဒါတွေပါမယ်ပေါ့နော်အဲ့တော့ဒါလေးတွေအကုန်ပြင်ဆင်ထားပါတယ်ရှင်ကဲအဲ့တော့ပထမဦးဆုံးအမေကကျက်သွန်တွေကိုစီချက်ချက်ပါရဲ့ရှင်ကျက်သွန်တွေကိုတေချာမီးအေးလေးနဲ့နွန်းနေအောင်ချက်လိုက်တယ်ပေါ့နော်ကျက်သွန်တွေကြောပေါ့ကွယ်ကဲရပြီဆိုရင်တော့ဒီနေ့လောက်ဆိုရင်ကျက်သွန်တွေဆက်ထားလို့ရပါပြီတေချာလေးစစ်စစ်ထားလိုက်ပါရဲ့ရှင်ကဲနောက်တစ်ခုကကြတော့ကျက်သွန်ဖြူစီချက်ပါကျက်သွန်ဖြူစီချက်ကတော့မနက်ကလေးချက်ထားလို့ချက်နေကြတော့ဘူးနော်ကဲအဲ့တော့အမှုန့်နေပါမယ်ပေါ့နော်နှမ်းထောင်းထားမယ်ပဲချက်မှုပါမယ်မြေပဲဆက်လေးတွေထောင်းထားပါမယ်ရှင်ပစွန်ကြောင့်ပါရင်တော့ပိုကောင်းတယ်ပေါ့နော်အမေတက်တက်လို့ရှိနေလို့မလို့ပစွန်ကြောင့်မထည့်တော့ပါဘူးဒီနေ့ကကဲအဲ့တော့ကျက်သွန်လေးတွေကိုတေချာလေးရေးထားလိုက်မယ်ရေးစစ်ထားလိုက်မယ်မြင်းခွာရဲလေးတွေကိုလည်းပပလေးထားလိုက်ပါမယ်ရှင်ကဲပြီးရင်တော့လက်ကိုတေချာအောင်ဆေးပြီးတော့မှသူတုပ်ဖို့စတင်တော့မယ်ပေါ့နော်အမေကလက်အိတ်နဲ့တုပ်ရတာအားမရလို့ဆိုပြီးတော့ပေါ့နော်လက်နဲ့ပဲတေချာလေးရေးပြောင်းဆေးပြီးတော့တုပ်ပြပါမယ်ရှင်ကဲအဲ့တော့နှမ်းထောင်းလေးထည့်မယ်မြေပဲဆန်ထောင်းလေးတွေထည့်ပါမယ်ရှိသမျှအမုံတွေပေါ့နော်သူကြိုက်တာလေးအကုန်လုံးထည့်ပါရဲ့ရှင်ကဲပြီးရင်တော့စီလဲအရင်ကြိုက်တဲ့သူဆိုတော့စီချက်တွေအများကြီးထည့်တယ်ပေါ့ရှင်မွေးလဲမွေးတယ်သုံးလဲကောင်းတယ်ဆိုပြီးတော့ပေါ့နော်ကဲအဲ့တော့ရတာမုံတွေပါရင်ထည့်ပြီးတော့မှအားရပါရနေပါတယ်ရှင်အဲ့တော့နှက်ဆက်သွားအောင်လို့ဆိုပြီးတော့ပေါ့နော်သူစိတ်ကြိုက်နေဖက်နေတယ်ပေါ့နော်ကဲကျင်းနဲ့သွားပြီဆိုရင်တော့ဒီငေးသီးလေးတွေညှက်ထည့်တယ်တမယာရည်လေးတွေကိုလည်းပေါ့နော်ရှင်ချင်းဆက်ဆက်လေးဆိုတော့ share ပြီးတော့ထည့်လိုက်တယ်ပေါ့ကွယ်ကဲအကုန်လုံးနှက်ဆက်ပြီးရင်တော့အရင်ကြတာရှိတယ်မြင်းခွာရဲ့တုပ်လေးရပါပြီရှင်ပြီးရင်တော့နှမ်းထောင်းလေးတွေပါလေးဖြူပြီးတော့စားလိုက်တယ်ပေါ့ကွယ်အရင်ကိုအရသာရှိရဲ့တုပ်လေးပါကဲလိုက်တော့စကြည့်ကြပါအောင်ရှင်တတာပါ